အားလုံးပဲမင်္ဂလာပါ Skyrise Education Team ကကေဖြစ်ပါတယ်ဆိုတော့ကေတို့ဒီနေ့မှာတော့ Stanford International College ကိုရောက်ရှိနေရပေါ့နော်ဘာလို့လဲဆိုတော့ကေတို့ရဲ့ team ကနေပြီးတော့မှကြောင်းလျှောက်ပေးထားတဲ့မောင်လေး2ယောက်အတွက်ကိုဒီနေ့သူတို့ရဲ့ orientation day မှာလာပြီးတော့သူတို့ support ပေးရဖြစ်ပါတယ်ဆိုတော့ကေတို့ဒီနေ့ orientation မှာပေါ့နော်ကြည့်ရှုရတဲ့အလျောက်ကတော့ဒီကျောင်းသူကျောင်းသားတွေအတွက်ကို freshman students တွေအတွက်ကိုပေါ့နော်ကျောင်းကနေပြီးတော့မှဒီကျောင်းရဲ့ facilities အကြောင်းတွေရှင်းပြရဲ visa အကြောင်းတွေရှင်းပြရဲပြီးတော့လို့ရှိရင် major နဲ့ lucky draw အစီအစဉ်လေးတွေပါတာလည်းတွေ့ရပါတယ်ဆိုတော့ကေတို့တွေအခုလက်ရှိကတော့ကျောင်းသား2ယောက်ကိုပေါ့နော်သူတို့ advisor နဲ့တွားတွေ့နေတာ faculty alike သူတို့တွေ့ရတဲ့ advisor နဲ့တွားတွေ့နေတဲ့ဟာလေးကိုစောင့်နေတာဖြစ်ပါတယ်ဆိုတော့စောင့်နေရင်းနဲ့ကေတို့နဲ့တူတူ campus ထဲမှာသူတို့ orientation အတွက်ဘယ်လိုပြင်ဆင်ထားလဲဆိုတာကိုအတူတူလိုက်ပြီးတော့ကြည့်ရှုလိုက်ကြရအောင် let's go Stanford ရဲ့အခုဒီ July intake မှာ join မယ် International Hotel Management freshman မှာကျွန်တော်နာမည်ကတော့အောင်ခန့်ကျော်ပါကျွန်တော်က entrepreneurship join မှာ freshman academic ဘိုင်းကတော့ဗားပြောနေလဲဆိုတော့ကျွန်တော် major International Hotel Management major ဆိုတော့ internship ဆင်းစရာရှိရမှာအဲ့ဒီ internship ကိုနည်းနည်းဘယ်လိုပြောရမလဲကောင်းကောင်းမွန်မွန်လေးဟိုဖြစ်ချင်တယ်အဲ့ဒါပဲ academic ဘိုင်းကတော့ကျန်တဲ့အရာတွေပုံစံပြည့်ရဲSo that's all. For me, entrepreneurship, all I'm gonna do is try to gain knowledge and try to excel at everything. Yeah, that's about it. ဘာလို့ Skyrise ကို choose လုပ်ရလဲဆိုတော့အဲ့မှာဒီတိုင်း Stanford group ထဲမှာရှိတယ်ဗျာ Stanford group ထဲမှာဒီတိုင်း Stanford ကိုရှောက်ထားတဲ့ဟာကိုတင်ပြီးတော့တကယ်တင်တာ successful ဖြစ်သွားတာဆိုတာသိချင်လို့ပဲတင်လိုက်တာအမကေကလာပြီးတော့ comment မှန်လာတယ်သူစီသွားပြီးမေးနေ Skyrise နဲ့ဟောပြောတာအကုန်စီပြောရ Skyrise ကကျွန်တော်ဒီ visa ပြောင်းတော့လည်းလာဖို့အထိအကုန် visa ဟောပြောရပေါ့နော်စီပြပါကြကျွန်တော်တို့ recommended by friends and family Okay ဒီနေ့ကေရိုနဲ့အတူတူပေါ့နော် Stanford ရဲ့ orientation day ကိုအတူတူကြည့်ရင်းနဲ့ဒီ Stanford International University ကိုစိတ်ဝင်စားလို့ကျောင်းတက်ဖို့ရစုံစမ်းခြင်းနေဆိုလို့ရှိရင်တော့လာမယ့်အနည်းဆုံး November intake မှာကျောင်းကြီးစရှောက်လို့ရနေပါပြီဆိုတော့ဒီ Stanford International College မှာရရှိနိုင်တဲ့ business marketing, finance and banking and then hospitality, IT ဒါမျိုးစတဲ့ major တွေအများကြီးအကြောင်းကိုနဲ့ဘယ် major နဲ့ကိုက်မလဲဆိုတာကိုပေါ့နော်အသေးစိတ်ဆွေးနွေးဖို့ရအတွက်ကေတို့ရဲ့ Skyrise Education team ကိုအတူတူလာပြီးတော့မှဆက်သွယ်ရင်းနဲ့အသေးစိတ် consultation တွေလုပ်ပြီးတော့လာမယ့် intake မှာ early birds discounts တွေယူပြီးတော့ကြောင်းလျှောက်လို့ရပါပြီဆိုတော့အကုန်လုံးလည်းဒီနေ့ video လေးကိုကြည့်ပြီးတော့မှenjoy ဖြစ်ကြမယ်လို့ထင်ပါတယ် so see you in the next video and see you in the campus bye bye